တော်လန်ရေးပြီးမှကိုပို့ကြောက်နေတဲ့တော်လန်ရေးရဲ့အမိုက်တွေအကြောင်းကိုစာလေးနဲ့ဖတ်ပြပါမယ်။ကူတဲ့သူကကူလှူတဲ့လူကလှူနေရတာအာနာဆိုတာဒီလိုရတာပါလားလို့တိတ်သွားတဲ့အောက်တန်းစားတချို့က revolution ကိုစိတ်ဝင်စားတော့ဘူးလူမှုရေးမတည့်တာကိုတော်လန်ရေးတဲ့ဆွဲတဲ့ဒလန်ခေါင်းစဉ်တက်နေတဲ့လူကြီးမင်းတချို့ထမိန်လေးဖြစ်ဖြစ်ဝတ်ထားအောင်မိဘပြည်သူတွေလို့တော့ပြောတာပဲကျုပ်တို့မှာတော့အဘကြောက်ရလရကြောက်ရပြုတ်စရာကြီးတို့တကယ်ပေးဆက်ခဲ့တဲ့လူတွေရဲ့မျက်နာကိုငဲကြအောင်ပြမယောင်ရကိုစီလူဂန်စတာလူလန်တလားနေုံနဲ့တော့စိတ်ချဒီတော်လန်ရေးကမပြီးဘူးတပုံပွေကြီးကာပါယူပြီးရက်သေးရွာတဲ့မြို့နယ်တွေကရေပေါ်စီတွေအာနာရှင်လက်သစ်တွေဘာခံယူချက်မှမရှိတဲ့ကောင်တွေတော်လန်ရေးစားဖားတွေကနန်းလိုကောင်တွေငခုံးမအသေးတွေအဲ့ဒီကောင်တွေဟာစစ်အာဏာရှင်ကြဆုံးရေးထက်တော်လန်ရေးပြီးမှကိုပိုကြောက်နေတဲ့တော်လန်ရေးရဲ့အမိုက်တွေပဲမောင်လန်းအညာမြင်